Poco A3 Pro နိုးပါဝါနဲ့လာတာပေါ့နော်ဒီ Poco A3 Pro supply နဲ့နိုးကြည့်မယ်နော်စတာလဲ0ကစမှာကျွန်တော်ဝါကီးနှိပ်ပြီးတော့မလုပ်ကြည့်မှာပါဝါလုပ်ကြည့်မယ်ဒီမှာဘာမှတစ်ချက်ပဲနှိပ်တာရှိသေးတယ်124 125မီလီယံပီယာတောက်လျှောက်ကိုဆွဲသွားတာငြိမ်းနေတယ်နောက်ဆိုသူ customer ပြောတာတော့ဒီဖုန်း3ရင်းနဲ့မှပါဝါပြတ်ခနဲ့ပျောက်သွားတယ်လို့ပြောတယ်နော်အဲ့ဆိုဒီကောင်ကိုကျွန်တော်ဟို charging ampere လည်းတစ်ချက်ပါလို့ကြည့်မယ်စစ်ကြည့်မယ်နော်တက်မကြောဘူးနော်ဒီမှာ3.3 0.3 နဲ့တင်ကိုသူကရက်လိုက်ခုံလိုက်ဖြစ်နေနော်ဆို0.3မှာရက်နေပေါ့နော်ဆိုပုံမှန်ဖုန်းတစ်လုံးဆိုရင်တော့တေချာပေါက်ဖုန်းအားတစ်ကြော်တယ်တေချာပေါက်တစ်ကြော်တယ်နော်အားပြည့်ကနေကြမှာပဲနည်းနည်းရော့သွားတာဟုတ်အဲ့ဆိုရင်ဒီကောင်တက်မကြောဖြစ်တယ်ဆိုရင်တော့ဒါသိကြတယ်ဟိုဟာ CPU ခဲလို့တာအဲ့ဒါကျွန်တော်တို့ CPU ဘာလုပ်မလဲ reboot တစ်ချက်လုပ်ကြည့်မယ်နော်ဒါနဲ့ဖောက်တာနော် resistor ကိုဖောက်တာမဟုတ်ဘူးနော်ကြီးပြားကိုပဲဖောက်တာနော်ခေကြောရင်ဖြတ်မှာပေါ့ကွာအဲကြတော့ဒီကလန်းမယ်ဆိုတော့ဒီကလော်ဒန်ထိုးမဲ့လမ်းကြောင်းဒီနေရာတွေကိုကျွန်တော်ဖြတ်တောက်လိုက်လို့ရတယ်ဒီမှာတွေ့လားဒီနေရာတွေကိုဖြတ်ပလိုက်လို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီနေရာတွေကိုဖြတ်ပြီးတော့ဒီအောက်ခြေတွေကိုဖြတ်ပြမှာမဖြတ်ချင်ဘူးဆိုကာတာနဲ့ညက်ပြီးတော့မှအဲ့ဒီကောင်တွေကိုဒီ run တွေကိုဒီမှာဒီဘက်ကနေထိုးခွာမှာကလော်ဒန်နေနဲ့နော်အဲဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကိုတံပြားကိုဖြတ်ရှင်လဲဖြတ်မှာဖြတ်ရှင်ကလန်းအောင်မှာကလန်းတော့ပို့ပြီးတော့အနေများတယ်အားကြပြောချင်တာထိုးပြီးစနစ်ကြခွာတာပိုကောင်းတယ်ရလားဒီရလားဗျအားကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီတံပြားတွေကိုကျွန်တော်တို့ကဒီအခြေထိရအောင်ဖြတ်လိုက်မှာဖြတ်ရင်အောက်မှာပစ္စည်းတွေရှိတယ်မဟုတ်လားပစ္စည်းတွေရှိတော့view side ပြီးအနေများတယ်ရလားဒီရလားโอเคအဲ့ဒါသူ့ကိုကျွန်တော်ဖြတ်လိုက်တော့မယ်နော်မော်တာဆင်းလိုက်တော့မယ်အဲ့ဆိုရင်ဒီအတွင်းထဲကိုဒီဖြတ်တဲ့တံပုံလေးတွေဟောမဝင်အောင်လို့မိကန်တိတ်နေရင်ကာလိုက်မယ်အဲ့ဒါဒီကောင်တန်မုံကြီးတစ်ခုလုံးကိုဒီတန်မုံကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့အပူပေးပြီးအကုန်ခွာခြင်းလဲခွာပေါ့မခွာခြင်းမှုဆိုလဲဒီနေရာလေးတင်တီးတန့်ဘာလုပ်လို့ရလဲဖြတ်ပလိုက်လို့ရတယ်အဲ့ဒါဒီကောင်အောက်ခြေတိဖြတ်ဖို့ကြံတော့မလားဒီနှခမ်းကိုလေအောက်ခြေတိဖြတ်ပြီးဆိုဘာဖြစ်မလဲတော့အောက်ကဘုတ်တွေထိနိုင်တယ်အဲ့ဒါအစားကိုကျွန်တော်တို့ကဘာလုပ်တင်လဲဆိုတော့ဒီကောင်လေးခံထားလိုက်ပထမကြအပါလေးခံထားရလားဒီနားလဲမလားနားလဲနော်အောက်ခြေတွေတော့နည်းနည်းအရာပါလုပ်ပြီးသားလေပြေးပြီးတော့အဲဆိုရင်တန်ရှင်းရေးတစ်ချိန်ဟုတ်တန်ရှင်းကိုသဘုတ်တန်နဲ့အရင်မလုပ်သေးဘူးဒီအချောက်တိုင်းလေးဒီအမုံလေးတွေလေစို့သွားရင်သူကဆွဲရခတ်သွားမှာဒီနေရာအပူလေးနည်းနည်းပါလုပ်လိုက်မှာအပူလေးနည်းနည်းဖန့်လေးဖြစ်အောင်ပေးလိုက်โอเคဘုံညက်လေးနဲ့ချက်ညက်လိုက်ပါမယ်နော်လုံးဝပျော်တဲ့အထိလုံးမလားမဟုတ်ဘူးဒီနေရာခဲလေးတွေနည်းနည်းပါလုပ်သွားလို့ဖတ်အောင်ဆိုရတယ်တကယ်အခုတိုင်းကိုနှဲ့ချိုးလို့ပါဖြစ်နေပြီလားရတယ်ငါတို့ပြီးရောမလုပ်ချင်လို့နော်ကျွတ်လားပင်နေကျွတ်လားမကျွတ်ဘူးနော်ပင်နေလုံးဝမကျွတ်ပုံမှန်ဆိုဒီအောက်ကပင်နေဒီတိုင်းတော့ဆွဲနှဲလိုက်ရင်အမြင့်ကနေဆွဲလန့်တယ်လို့ဖြစ်မှာကြုံမှုတယ်မလားအဲ့ဒါကိုမဖြစ်အောင်လို့စနေတကြားနဲ့ဖြုတ်လိုက်တာသူ့နေရာကိုခဲလေးတွေရှင်းပြမှာကလော်ဒန်ထိုးတဲ့လမ်းကြောင်းဘာဖြစ်နေအောင်လို့လဲရှင်းနေအောင်လို့ခဲချင်းကျဖြတ်မှာနှမျိုးလို့နော်
အဲ့နေရာကိုမရှင်းဒါဆိုရင်တိတ်တွေခုနကတ်ထားတဲ့တိတ်တွေဘာလုပ်လို့ရလဲခေါ်လို့ရတယ်အဲ့တိတ်ကရတဲ့ရွယ်ချက်ကိုမလိုရတဲ့ခုနပြောဖြတ်တဲ့တန်ပုံတွေလေဒီအတွင်းထဲကိုမလိုရပဲမဝင်စေချင်လို့ပေါ့ကွာနော်ပြီးတော့ဒီမှာတာမေပေးတွေအဲ့တာမေပေးတွေကအဲ့တနေရာထဲမှာဟိုတင်တာတွေပိုင်းနဲ့ရှင်းချလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့သူကအရေးဖြောသလိုဖြစ်သွားပြီးတော့ဘေးကိုခဲစီလိုမျိုးပြန်ကုန်တာနိလားအဲ့ဆိုငါတို့ရှင်းရတာအချိုကြားတွေဆိုကြောင်ကြားတွေဆိုဘာဖြစ်ကုန်ပြီလဲရှင်းရတာခတ်သွားပြီကတိကတ်ဖြစ်ကုန်တာအဲ့ကြတော့အဲ့ဒါတွေကိုအကုန်လုံးဝင်တာမခွာခင်ကလေးကလှလှပပလေးရှင်းခဲ့ရင်တော့ကောင်းတာပေါ့နော်မကြောရဲဆိုရကြားရဝင်တော့ပြန်အဲ့ဒါဒီကောင်ဘာကြောဖြတ်ဖို့လို့လဲချိတ်ကြောဖြတ်ဖို့လို့လဲအဲ့ capacitor resistor တွေကိုပြုတ်လို့မရဘူးပြီးတော့ဒီဘုတ်ကိုလည်းတအားအပူပေးလိုက်ရင်လည်းဘေးကပစ္စည်းတွေလည်းအပူမိလို့မရဘူးအဲ့ဆက်ကြောင်းမှာဆရာတို့ရအောင်ပြင်ရမှာနော်အဲ့ဒါငါတို့ဘာလုပ်မလဲချိတ်ကြောဖြတ်မယ်စိတ်မဟုတ်ချိတ်စားရတဲ့စိတ်သားတယ်အောက်ခြေဒီကိုဖြတ်မရမှာနော်ဒီအဓိကဒီ CPU နဲ့ဒီဘက်ကဒီ resistor တွေလေlayer ပေါ်မှာကတ်ထားတဲ့ resistor နဲ့တက်စီဖြစ်အောင်ဆွဲတဲ့သဘောပဲချိတ်ကြောဖြတ်တဲ့နေရာမှာဘေးက resistor လေးတွေ capacitor လေးတွေကဒီအရေးပျော်သွားရင်လည်းဒီချိတ်ကြောဒီချိတ်ကောက်လေးဆွဲတဲ့အခါမှာတခါတည်းသူနဲ့တူတူပါလာနိုင်တယ်အဲကြတော့ဘေးက resistor လေးတွေလည်းအရေးမပျော်ရဘူးချိတ်လဲပွတ်တက်ရမယ်အဲ့ဆက်ကြမှာမင်းတို့ရအောင်ဆွဲရမှာဆွဲတဲ့အခါမှာလည်းကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ဥစားဒီပင်တွေလည်းဒီချစ်ပါသွားပြီးတော့ပလန်းပြတ်သွားလို့လည်းမရဘူးအဲ့ဆက်ကြမှာမင်းတို့ရအောင်ကြိုးစားရမှာပဲအဲ့တော့တောက်လျှောက်ကြီးဂန်းထိုးလားဆိုတော့အဲ့လိုမထိုးဘူးတစ်ခါလီမှာဒီထိုးရဲအပူလိုတယ်ဆိုရင်တော့ရှေ့တိုးထိုးလိုက်တယ်အပူများလာမယ်ထင်တယ်ဆိုရင်တော့ဂန်းကိုပြန်ရုပ်ပြီးတော့ဖြည်းဖြည်းသွားလိုက်ပေါ့နော်ဒီကဘာကိုပဲဖြတ်ချင်တာလဲချိတ်ကြောဖြတ်ချင်တာ resistor ကိုဖြုတ်ချင်တာမဟုတ်ဘူးပြီးတော့ဘုတ်လေယာကိုဖြတ်ချင်လို့မဟုတ်ဘူးခင်ဗျအဲ့ဆိုရင်ဘာကြောဖြတ်ပြီလဲချိတ်ကြောဖြတ်ပြီးတော့ပထမဆုံးရင်ဆုံးဖမ်းအောင်ဝေ့ပေးပြီးဆိုမှထိုးမဲ့နားတစ်ဝိုက်ကိုပို့ပေးမယ်ဝင်လာရလားတင်းဆိုမရဘူးကလော်ရန်သွားတဲ့လမ်းကြောင်းကိုပို့ပြီးကြိုပြီးမှရမှာ
ခဲစီကိုကျွန်တော်အလယ်မှာပဲချတာတွေ့လားလိုအပ်တဲ့အခါမှာဂန်းကလာပြီးတော့ခဲစီကိုလာယူတာဒီအရင်ဆုံးခဲလေးချိတ်တွေရှင်းတာမဟုတ်သေးဘူးခဲအောင်ခဲလေးအပေါ်ကနေကျွန်တော်တို့ဒီလာတို့တာပေါ့လေတို့ပြီးတော့ခဲအောင်ခဲသေးလေးတွေတို့ဖလှယ်သွားတာပေါ့နော်အဲ့ဒါဆိုခဲအမုံတွေလည်းမကြမ်းဘူးခဲစီ3ကျင်တစ်ပါးဆိုလဲ3ခဲစီအမုံတွေအကုန်လုံးကိုတစ်ခါတည်းတက်ယူသွားလိုက်နော်ပြီးပြီဆိုမှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့တစ်ခါတည်းချိတ်ရှင်းတဲ့နေရာမှာဂန်းကိုဒီဂန်းအဆောင်ကျွန်တော်တို့ကတုံးတယ်ဒီဂန်းဆောင်တုံးပြီးတော့ဒီဂန်းဆောင်ကိုဒီလိုမျိုးထောင်ပြီးဖြည်းဆွဲသွားတယ်ဆွဲတဲ့နေရာမှာတစ်ခါတည်းစက်တိုက်မဆွဲဘူးနာပြီးဆွဲတယ်ဖြီးတဲ့အခါမှာဒီဂန်းကဖြီးတဲ့အတွက်ဘုတ်လီရတဲ့တအားကိုပါဖြစ်နေလေပူနေတယ်ပြတ်တဲ့ဘေးမှာရှိတဲ့ပလန်းတွေအကုန်လုံးခဲလွတ်တာတို့မလိုအပ်တဲ့အပူတွေတစ်ဘောလုံးအပူမိတာတို့နောက်ပါဝိုင်းစီဘက်ကကြောကက်ဒီကောင်ဆိုင်ရည်ဆိုရင်ဘီဘက်ကအပူတွေမိတာတို့အများကြီးရှုံနိုင်တယ်ပြီးတော့လေယာတွေပွင့်ထွက်လာတာကျွတ်ထွက်လာတာဆေးတွေတအားကျွတ်သွားတာဖြစ်နိုင်တယ်အဲကြတော့ကောင်းတာတော့နာပြီးတော့တခါတည်းရှင်းအကြာကြီးနားခိုင်းတာလည်းမဟုတ်ဘူးဖြည်းဆွဲရင်းနဲ့မှခဲအောင်ခဲရှင်းနဲ့ချိတ်ကိုတခါတည်းရက်ပြီးတော့ရက်ထုတ်ယူသွားတာတွေ့လိုက်လားမသိဘူးဒီခဲမရှိတဲ့နေရာချိတ်မရှိတဲ့နေရာနေရှိတဲ့နေရာကိုနည်းနည်းချင်းမလုပ်သွားလားဆွဲယူသွားတာနော်တခါလေးလူကြုံဝင်တာမဟုတ်ဘူးနော်မရှိတဲ့နေရာနေရှိတဲ့နေရာကိုနည်းနည်းရက်ဆွဲသွားတာโอเคဒါဆိုရင်ကျွန်တော်တို့ကအကြမ်းမြင်တော့ရှင်းပြီးသွားပြီအဲဆိုကျွန်တော်တို့ဂုံးလေးနဲ့တန်ရှင်းရေးတခါတည်းဟုတ်ကဲ့ဂုံးလေးနဲ့ယူရတဲ့အားသာချက်ကဒီဘေးမှာရှိတဲ့ဒီမှာရှိတဲ့ထင်းကျူးစီအဟောင်းတွေဒီအညစ်အကြေးတွေအကုန်လုံးကဒီဘေးတွေကိုတအားမပြန်းတော့ဘူးဒီဂုံးကိုပဲအကုန်လုံးဆုပ်ယူသွားတာဖြစ်တဲ့အတွက်ဒီတောင်းဘုံမပွားဘူးပေါ့ကွာပြီးတော့ခဲရှင်းရတာလည်းဘုံရှင်းရတာလည်းပိုလှတယ်ပေါ့နော်ကျွန်တော်နောက်ဆက်တဲ့လိုက်ရတာလည်းတင်တာမကုန်အစုံပါပဲရည်ရွယ်ချက်တွေရတော့နော်ပြီးတော့ဗုဒ္ဓလည်းအေးတော့တာပေါ့နောက်ပြီးကျွန်တော်သူ့အချောအသက်အနေနဲ့ဒီကောင်လေးတွေကိုကျွန်တော်ခဲရှင်းကျိုးနဲ့တစ်ချက်ပါလုပ်လိုက်မယ်လိုက်ရှင်းလိုက်မယ်နော်ခဲရှင်းကျိုးဖြတ်တဲ့နေရာမှာဗာလေးတွေခြံဖြတ်ခဲနည်းချင်းစီခြံဖြတ်ကျွန်တော်တို့ကခဲရှင်းကျိုးထိတ်ကလေးတွေမဖွာတော့ဘူးခဲလေးတွေနည်းချင်းခြံဖြတ်ကိုလက်စားရတယ်ဆိုရင်တော့အပူတင်ဆွဲဖိဆွဲစရာမလိုဘူးအဓိကဘယ်သူ့ကိုဆွဲမှာလဲချိတ်နဲ့ဘယ်သူ့ကိုဆွဲမှာပဲလဲချိတ်နဲ့ခဲကိုပဲဆွဲမှာဗုဒ္ဓတွေပင်တွေကိုဆွဲမှာမဟုတ်ဘူးအဲကျတော့ကိုကဖိတဲ့နေရာမှာကိုရဲ့ဖိရဲ့လက်ရဲ့အဖိအဖွားယူစားကိုစိတ်ထဲမှာနည်းနည်းတတိလေးထားဆွဲသင်းတယ်နော်အဲဆိုရင်ကျွန်တော်တို့ကတခါတည်းဇက်တိုက်ဟိုလိုမျိုးပေါ့နော်ဟိုဘယ်လေးတွဲလိုက်ညာလေးဆွဲလိုက်ဒီအောက်ကိုဘယ်လိုကောင်းမလဲဒီအောက်ကိုဆွဲလိုက်ရှေ့ကိုတွန်းလိုက်အသားလေးတွန်းလိုက်ဆွဲလိုက်လုပ်တယ်နော်ပြီးတဲ့နေရာမှာကျွန်တော်တို့ကဇက်တိုက်ကြီး10မိနစ်လောက်ထိုင်ဆွဲနေတာမျိုးမလုပ်သင့်ဘူးဘုတ်ပူတယ်နည်းနည်းလေးအေးအောင်လုပ်ဂန်းကိုလည်းတခါလေးပြန်လာတန်းဂန်းတန်းရင်းနဲ့သူ့ကိုလည်းခဏအနာပေးအဲ့လိုလေးလုပ်သင့်တယ်မရှိတဲ့နေရာပြောမယ်ဆိုရင်ခဲရှင်းကျိုးရှင်းတဲ့နေရာမှာတစ်ဖြတ်ဆိုတစ်ဖြတ်ရှင်းသင့်တယ်ဟိုနားလေးသွားရှင်းလိုက်ဒီနားသွားရှင်းလိုက်မလုပ်သင့်ဘူးတစ်ဖြတ်ပေါ့ကွာရလာနားလဲမလားခင်ဗျဟုတ်ကဲ့ဗျစာကေဘောက female ပါ IC ကဘာတိုက်လဲဘောတိုက်ဆိုမေးတိုက်ပေါ့မေးတိုက်ဖြစ်တဲ့အတွက်ဒီ female တိုက်မှာခဲလေးတွေလုံးဝကြံလို့မရပါဘူးခင်ဗျထင်းယူစီတွေတအားကြီးညက်သွားတယ်ဝါသွားတယ်ဆိုရင်တန်ရှင်းလေးလာပြီးတော့လှုပ်ပြီးတော့ထင်းယူစီအတင်းနဲ့ပဲပြန် join နေတယ်သူ့ကိုထင်းယူစီအဟောင်းကိုပြန်ပြီးတော့တန်ရှင်းလေးလုပ်မယ်ကျွန်တော်ကတော့ဒီလိုအချိန်မှာတော့ area ကျဲပြန့်တဲ့အတွက်အများတန်းဘာပဲသုံးပြီးဆွဲသွားလဲခွန်လေးနဲ့လိတ်ပြီးတော့ဆွဲသွားတယ်ဒါလေးကိုလည်းညီလေးတို့အလေးချင်းလုပ်ပေးပါဒီမှာမိုင်ပုံးလေးတစ်ခါတည်းချတာနောက်အရင်ကိုတစ်ခုခုဆိုရင်လန်ပြေးရတာဘာဖြစ်လဲလွယ်တယ်ဒါကိုဆိုင်ဖြစ်လာရင်လောရမယ့် plan လေးတွေပေါ့ဘယ်လို
ဟောအဲ့လိုလား ဒါအမတ်စင်ဘယ်လောက်ရောက်နေလဲနံပါတ်5ပုဂ္ဂိုလ်ချိတ်ရှင်းခဲရှင်းပါခင်ဗျခါလီမှာထင်းကျူးစီတွေမပါဘူးဆိုရင်လည်းဆွဲရတာအဆင်မပြေဘူးဆိုထင်းကျူးစီလေးအဟောင်းလေးနဲ့တေးလေးပြန်ဖလှယ်ပေးလုပ်ကြည့်ကဲကျွန်တော်တို့နောက်တစ်ချိန်တန်ရှင်းလောရပြန်မယ်စိတ်ရှိရတယ်ဒီလိုဖုန်းတွေကနော်မဟုတ်လို့ချင်းပြင်းနေအကုန်လုံးကြုတ်ပြီးတော့အကုန်လုံး IC တွေရော byte တွေပေါက်ပြီးလန်ထွက်ကုန်တာခဏခဏကျွန်တော်တို့စီမှာဆိုင်ပြန်လုံးတွေအဲ့လိုလုံးတွေမတရားလာတယ်တန်ရှင်းမကြလို့တော့ကိုယ်နေထားကိုခံမှန်းလို့မရောက်လားဘယ်နားမှာခဲလေးတွေကြံလဲဘယ်နားမှာချိတ်လေးတွေကြံလဲပြီးတော့ဘုံလဲမကြတန်းတော့ပို့ပြီးတော့ပိုကောင်းတယ်ဗောနော်ဒီကြီးဆုံးကတန်ရှင်းရေးပါပဲအဲ့ဒါဒီဒါလေးတစ်ချက်လေးလာကြည့်လိုက်အောင်ခင်ဗျဒါလေးလေးလာမယ်ဆိုရင်ဒီ IC ချမဲ့နေရာတွေမှာဒီမှာချိန်လန်းချောင်းတွေမှာဗားတွေကြံနေသေးလဲချိန်တွေကြံနေသေးတယ်ဒီအလဲမှာတော့မစိုးဘူးဗောနော်အဆင်ပြေတော့ပြီဆိုတော့ကျွန်တော်တို့ချိန်ကျော်လေးကိုဒီဓာတ်ကောက်ကလေးနဲ့အပူလေးနည်းနည်းလေးနဲ့ရှင်းလိုက်မယ်နော်ခံကိုပြောင်းသေးတာရှင်းလိုက်မယ်ဒီလိုနေရာကျတော့ကျွန်တော်ကဘာဘယ်လိုပြောမလဲဒီအပူတွေတာတင်ပြီး3လေးတော့မရှိဘူးအပူအနေတော့ပေါ့အခုဆိုရင်260လောက်နဲ့ပဲဆွဲနေဖြည်းပဲဆွဲတယ်အဓိကဘာကိုပဲဆွဲချင်တာလဲချိတ်ကိုပဲဆွဲချင်တာ resistor ကိုဆွဲချင်တာမဟုတ်ဘူးပတ်လန်းကိုဆွဲချင်တာမဟုတ်ဘူးဒါကိုယ့်ရဲ့ရွေချက်ကိုမပြောက်ပါနဲ့ဘုတ်တာပူနေပြီလို့ကိုယ်စိတ်ထဲမှာထင်ဂန်းကိုဘာလုပ်လိုက်ရတော့မှာရုပ်ပြီးတော့ဒီကောင်ဒီဂန်းမပါပဲဆွဲကြည့်လိုက်ဂန်းမပါဆွဲလို့ဆရာကြီးဆွဲရတာရမ်းခတ်တယ်ခင်ဗျားဆိုရင်တော့ဂန်းလေးတစ်ချက်ဝင်လာပြီဒီဂန်းပြောင်းထိုးတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီအဓိကကိုယူခြင်းနဲ့လမ်းကြောင်းကိုပဲထိုးသင့်တယ်တခြားနေရာတွေကိုမထိုးသင့်ဘူးအဲကျတော့ဂန်းထိုးတဲ့ယူဆကိုလည်းအများနဲ့လေ့ကျင့်နေဖို့လိုပါတယ်ခင်ဗျာယူလဲစိုက်ပေးဖို့လိုပါတယ်ခင်ဗျာအရှိလွယ်နော်ဒါဆိုရင်ဒီတန်မုံအောက်ထဲမှာလေအဲတန်မုံအောက်ထဲမှာခုနချိတ်မုံအတူထွာလေးတွေတို့လန်းမမီတဲ့ဟာတွေဝင်သွားတတ်တယ်အဲ့ဒါတွေအကုန်လုံးလည်းဒီတပုတ်တန်လေးနဲ့ဖြည်းဖြည်းဆွဲပြီးတော့ရက်ထုတ်ရတယ်နော်အဲ့ဒါယူလုံးကြီးဟိုတပုတ်တန်အချမ်းကြီးတွေနဲ့ဇူကြီးစိတ်ဆိုးမှဆိုဆွဲမထုတ်အောင်ဖြည်းဖြည်းပဲသွားနော်ကဲနည်းနည်းလေးတော့အဆင်ပြေသွားပြီသို့တော့ကျွန်တော်တို့လေးလာကြည့်မယ်ဆိုရင်ဒီလိုနေရာလေးတွေမှာခဲလေးတွေကြံနေသေးတယ်ဟုတ်လားချိတ်ကဒီနေရာလေးတွေမှာကြံနေသေးတယ်ဆရာတော့ချိတ်ကိုပဲရင်ရှင်းလိုက်မယ်ဇာကနာချုံနဲ့ရှင်းလဲရတယ်နော်ဒီကဘယ်သူ့ကိုရှင်းမှလဲချိတ်လမ်းကြောင်းကိုချိတ်ကိုရှင်းမှ IC ချတဲ့နေရာမှာသူ့ကိုထောက်မနေအောင်လို့ဒီ IC ချမဲ့စီလန်တိုင်းနဲ့အတွင်းထဲမှာဘာမှကြံလို့မရဘူးခင်ဗျအဲ့ဒါကျွန်တော်တို့ဘာလုပ်မလဲဆိုတော့လက်ကျန်ခဲတွေကိုအရင်ဆုံးစနစ်တကျလေးရှင်းမယ်ဒီကောင်ဖီးမေးတိုင်းနော်ဖီးမေးတိုင်းဖြစ်တဲ့အတွက်ခဲကြံမလားမကြံဘူးโอเคတန်ရှင်းလေးစမ်းလုပ်ကြည့်အောင်တန်ရှင်းလုံးမဲ့ဝိစာကိုခဲစီရှော့ထားတဲ့ဝိစာနဲ့သွားမသုံးနဲ့ဘာလို့ခဲစီရှော့ထားတဲ့ဝိစာသုံးဖို့တီရှူးနဲ့သွားလို့ရင်အဲ့ဒီရဲ့ခဲစီအမုံနဲ့ဘယ်ကိုရောက်သွားလဲဘုတ်ကိုရောက်တော့အကုန်လုံးပွားကုန်ပါဗျာနော်အဲ့ဒါခဲစီအလုံးလေးတွေကရှင်းရတာအလွန်လက်ဝင်ပါတယ်
ပြီးတော့ IC တို့ resistor တို့ condenser တို့အဲ့ဒီဂျားတွေထဲမှာလမ်းကြောင်းအရန်စိတ်တဲ့လမ်းကြောင်းတွေထဲမှာဟိုစားဒီ IC တွေဒီခဏပြောတဲ့ခဲသီးလေးတွေဝင်သွားပြီဆိုရင် short ဖြစ်နိုင်တယ်အန်တယ်များတယ်ရှင်းနေလေဒီလက်နေတဲ့ဟာလေးတွေကတကယ်အစီမဟုတ်ဘူးဒီခုနပြောတဲ့ချိတ်လေးတွေလက်နေဒီဘက်ကမလဲခင်ဘာလို့တင်လဲဆိုတော့ကျွန်တော်တို့ ampere စစ်တင်တယ်เนาะဒီဘုတ်ကို CPU ခွာလိုက်တာမလားတို့က CPU ခွာလိုက်ချိန်မှာ power IC အတီးတန်းကြံနေမှာ flash memory ကတော့ဒါ Sano မှာပဲလုံးမှာပေါ့လေအဲကျတော့ power IC တီးတန်းကြံနေလို့ပဲသဘောထားအောင်ပါအဲဆို power IC တီးတန်းမှာရောကျွန်တော်တို့ခွာလိုက်တာကြောင့် ampere တွေဆွဲသွားတာမလွယ်ပဲ ampere တွေဟို short ဝင်သွားတာအဲ့ဒါတွေကိုတစ်ချက်တေချာအောင်စစ်ပြီးမှပဲ CPU ကိုပြန်ကတ်တင်တာပြောချင်တာ PPO မကတ်နဲ့အဲ့လိုပြောတာဟုတ်နော် okay အဲ့ဒါ0အဲ့ဒါဘုံ only ပဲနော်ဘုံ only ကိုဘယ်လောက်နဲ့စမလဲ0အဲ0နဲ့စရနော်အဲ့ဒါကျွန်တော်ဟာငကိုကလေးဟိုဖြစ်နေလို့နောက်ဆိုကျွန်တော်တစ်ဖြစ်နေလို့အဲ့ဒီကောင်ဘာလို့မလဲဆိုတော့ ampere ground ချကြည့်မယ်နော် power key ကိုဘာချမလဲ ground ချမယ်20ဝန်းကျင်ဆွဲတယ်ပြန်ကျသွားတယ်တွေ့လားဒါဆိုရင် ampere မှန်နေလို့ပြောလို့ရတယ်ခင်ဗျအဲ့ဒါဒီတိရလားโอเคအဲ့ဒါအချင်းကြီးလားဖြည်းဖြည်းဆွဲမလားဖြည်းဖြည်းပဲဆွဲပါခင်ဗျဒီ Android CPU တွေကတော့ caching ဂျိုးနဲ့ဆွဲခြင်းတယ်ဆိုလဲဆွဲလို့ရတယ်နော်ကျွန်တော်တို့တော့တိတ်ဆွဲလို့မရှိဘူးရှိတော့ဗောဆန်ဆောင်နေရှိတယ်ချိတ်တွေတော့ကိုဘာဖြစ်လဲများတယ်ဒီမှာ capacitor လေးတွေပါတွေ့လားအဲ့ကောင်လေးတွေပြုတ်လို့ရတယ်လို့ဆရာအမြဲတမ်းဟိုလိုလေးတစ်ခါလေးစတာဟုတ်ငါမင်းတို့စပြီးရွေးတော့တပည့်တွေကတစ်ခါလေးမှလမ်းပြောက်တယ်အတီလားမရှိတဲ့ဘက်ကနေရှိတဲ့ဘက်ကိုဆွဲဖြည်းဖြည်းဆွဲတော့ဒီကချိန်နဲ့ခဲဖို့ပဲရောဆွဲမှာမလားဒီကအောက်မှာအပူဆုံးနိုင်တယ်အပူပြားဟိုပါပေါ့ဒီဘုံရက်တစ်ခုပေါ်မှာတင်ဆွဲထားတော့တစ်ချက်နားပြီးစက်တိုင်းမဆွဲရနဲ့ခင်ဗျဖက်တာလေးဒီကောင်နဲ့ထားခြင်းနေဆိုလဲထားကြရနော်ဒါပေမဲ့ထားမယ်ဆိုရင်တော့တက်ရက်တော့ခဲလေးတွေညီအောင်ညှိခဲ့မဟုတ်လို့ရှိရင်တော့ခုနေပါလေခဲချုံလေးတွေဖြစ်နေပြန်ကက်ရင်ဘာဖြစ်နေမှာလဲခုနေပါနော်အဲ့ကွန်ဒန်ဆာကဖြုတ်ချင်တယ်ဆိုလဲဖြုတ်ပေါ့ကိုကစကေးရတယ်မဖြုတ်ချင်ဘူးရအောင်လုပ်မယ်ဆိုလဲရောတစ်ခါလေးကျွန်တော်လည်းလုပ်ပါတယ်ထားခဲ့လိုက်တာလေပိုကောင်းတာပေါ့အဲ့မဲ့စကားနေရအဲ့နေရာလေးတွေအလုတ်ကလေးတွေပါတယ်လေခဲတင်ဂျိုင်းွက်ကလေးနဲ့စကားတွေကလေကိုအစင်းဘယ်လောက်ရောက်နေလဲအစင်း6ဘာလို့ရှင်းတာလဲ ICO ပြီးတော့နောက်ထပ်ဘာလုပ်မလဲ ICO ခဲတင်နဲ့ဆင်းလာမှာနော်အခုကချိတ်ပါတဲ့အတွက်ဘာရောရှင်းနေလဲတကယ်လို့ချိတ်မပါရင်ခဲပဲရှင်းမယ်နော်ခင်ဗျ
အေးအောင်ခဏဆောင်းပေးအရှင်းလေးထားပြီးလုပ်ပေးအိုင်စီလည်းနည်းနည်းအပူတက်တာပေါ့ဒါပူနေချိန်မှာလည်းတင်တာလေးမချလိုက်နဲ့နော်ပို့ဆိုးတော့အိုင်စီဘိုင်လုံးဝမပေါက်စေနဲ့ဘိုက်ပေါက်တယ်ဆိုတော့ကိုယ့်ရဲ့လက်ဆာစကေးလိုနေသေးလို့ပါခင်ဗျဒါဆိုရင်တန်ရှင်းလေးချက်ချက်လို့တော့ကိုကဘဲပိုင်းလေးကိုဆက်ဆွဲဖို့လိုတယ်လဲဆိုတော့စဉ်းစားခံမှန်းလို့ရတယ် IC ကိုလည်းနားပေးပြီးသားဖြစ်တယ်ဇက်တိုက်ကြီးမဆွဲသင့်ဘူး IC ရဲ့အတွင်းထဲမှာလည်း transistor တွေကစပလန်းတွေလည်းအကုန်ပါဖြစ်လဲပါတယ်ဆိုတော့ဒီပလန်းလေးတွေလည်းပြတ်သွားနိုင်တယ် DPC တွေလည်းလစ်သွားနိုင်တယ်နော်အပူကြောင့်ခါဒီမှာဆွဲရခက်တဲ့နေရာတွေရှိတယ်ပုံမှန်ဆွဲတဲ့နေရာကိုမြန်ဆွဲလို့ရပါလေရဲ့နဲ့တချို့နေရာတွေမှာဆွဲရတာတစ်ခံနေတယ်ဆိုတာကြုံဘူးတယ်မလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ground များတဲ့ area တွေဆိုရင်အဲ့လိုဖြစ်နေတတ်တယ်ခင်ဗျကဲလက်ကြံလေးအကုန်လုံးရှင်းလိုက်မယ်နော်တကယ်ကငါတို့ကဒီ capacity တွေခြံကျင်လို့လေ capacity တွေမခြံကျင်ဘာလို့လိုက်အောင်မလဲတခါတည်းကိုမြန်ဘာလို့လိုက်လို့ရလဲရှင်းပလိုက်လို့ရတယ်အချိန်မကြာတော့ဘူးနော်စမ်းကြည့်လိုက်မယ်ကောနော်မဖြတ်ဘဲနဲ့ဒီချိုးခဲ့တယ်မလားဟိုကောင်ဗီဒီယိုတွေရိုက်နေပြီနော်စမိုင်းလေးနဲ့ကြိုလိုက်အောင်လေမင်းတို့မန်ယူတန်ဘယ်တန်မှမကြတော့ဘူးလားဟဲ့ရောင်စင်ပြန်ရပါပြီလားမင်းတို့ကြော်တတ်သွားကဲတန်ရှင်းတစ်ချက်ပါလို့ကြည့်မယ်တချို့ကကြံတာမဟုတ်ဘဲနဲ့ကတ်နေရကွာဒီစီနဲ့လဲနော်တဲ့လက်ကျန်ချိန်လေးတေးသေးလေးတွေကတ်နေတယ်လားအဲ့ဒါတွေကမင်းတို့အဲကန်နဲ့ဆွဲလို့ရတယ်အဲ့ချိတ်ဖြတ်တယ်လို့လေအဲကန်နဲ့ဆွဲခြင်းဆိုမဆွဲခြင်းလည်းဂန်းနဲ့ဆွဲလို့လည်းမရဘူးလားဒါနော်ကြိုက်တယ်လို့တိုင်းကျွမ်းကြတယ်လို့ရတယ်ရှယ်သွားပြီလားမဲနေရာရှိရနော်အကောင်လေးတွေကိုလက်တော့ဖက်စီနဲ့လှုပ်ချင်လို့ရတယ်နော်ဒါတော့အချမ်းရင်ဘာလို့လဲတော့ရင်ဆွဲလိုက်တာနော်
ခဲချင်းချင်းနဲ့ဆွဲချင်းလဲဆွဲဒါပေမဲ့ဖွားဖွားလေးဆွဲတာပိုကောင်းတယ်ဒါပေမဲ့ဆရာတော့ဒီတိုင်းလေးပဲဒီတိုင်းလေးပဲထင်းချူးစီနဲ့ဒီခဲစီလေးညံ့ညံ့လေးသုံးလိုက်မယ်ဒီနေရာမှာတော့ဒါလေးတွေဖွားဖွားတီတီသုံးတယ်ခန်းကိုလည်းအများနဲ့လာလာတန်းဖိုင်လေးရှိရလဲဆိုလဲဟောဖိုင်လေးရှိရမီးပြတ်သွားလားအများတန်းမလုပ်နေဖို့ရှင်းနေဖို့လိုတယ်အများတန်းတက်တက်ရှင်းရှင်းလေးဖြစ်အောင်မယ်ကို IC လေးတွေကပြီးတော့ IC တွေမဟုတ်ကိုရဲ့ဒီဘုံညက်လေးတွေအစားအများတန်းတက်တက်ရှင်းရှင်းလုပ်တုံတအားကြီးစီးကတ်သွားတယ်ဆိုရင်တော့ဆရာတို့ကတော့တက်စီလေးနဲ့ဆေးတယ်နော်မီးထင်းတော့ view site ပဲတက်စီလေးနဲ့တော့အဆင်ပြေတယ်ဖြည်းဆွဲတအားကြီးဒီဘောနော်ဒီတအားကြီးဖိပြီးတော့တအားကြီးထည့်စရာလိုလားဒီကစကားတဒုစာပဲလေနော်ဖြည်းဖောက်ပြီးဆိုမှဒီဇာကနာလေးကထိန်းထားရုံပဲအဖြောင်းနဲ့ထောက်မယ်ဆိုရင်ဒီအဖျားကိုသွားထောက်ဟုတ်တယ်ဒီအဖျားဆိုတော့ဒီကိုခဲလာမဲ့လမ်းနေရလေပြောရင်ပြောတော့တော့ကိုဖြည်းဆွဲပြီးချက်ချင်းမလန်လိုက်နဲ့ဘယ်သူဆောင်မလဲအေးအောင်ဆောင်စာကနာဟိုခဲမအေးသေးပဲနဲ့စွတ်မားလိုက်လို့ရှိရင်ဒီခဲသီးလေးတွေကကိုယ်စကားနောက်ကပ်ပါလာတတ်တယ်ငါကမှဒီအောက်ကမတန့်ရင်လည်းပါတတ်တယ်ဒီအောက်ကဒီတန်ရှင်းမှုအားနေရင်လည်းပါတတ်တယ်ဒီခဲမချောက်သေးပဲနဲ့ခွာလိုက်ရင်လည်းပါတတ်တယ်ကျန်လားမကျန်လားစကားစစ်လဲရရနော်တန်ရှင်းဆိုရင်တော့ကျွန်တော်ကဘယ်သူပေါ်တင်လို့လဲစကားပေါ်တင်လို့တယ် IC ဒီတစ်လုံးနဲ့လုံးကြားထဲမှာခဲစီမရှိဘူးပေါ့ခဲစီအမုံတွေမရှိဘူးဆိုရင်တော့ညီလေးတို့လှုပ်လို့ရတဲ့နေရာတော့တစ်ခါလဲ final step လုပ်လိုက်လို့ရတယ်တကယ်လို့ဒီကြားထဲမှာခဲစီလေးတွေနည်းနည်းပါတွေ့ရဆိုရင်တော့တန်ရှင်းလုပ်ပြီးမှပဲ final step လုပ်တင်တာတကယ်လို့အဲ့လိုမဟုတ်ဘူးကိုကဒီဘာတန့်နေပေါ့နော်တန့်နေဆိုရင်တစ်ခါလဲမလုပ်လိုက်လို့ရလဲround တင်မယ်ဆိုတော့ကျွန်တော်တို့လက်ညိုးလေးနဲ့ဥပတိပဲဒါလေးတင်ထားလက်ကလေးနဲ့အပေါက်နေနဲ့ပြည့်ရပြီဒါကြီးတိတ်ပြီးဖိထက်စရာလိုလားမလိုမာတယ်199ပဲတော်တော်မာတယ်သူကဟုတ်တယ်အယောင်လေးနည်းနည်းမေးဘလို့အစီလျှော့တာလား
အစီလျှော့တာဆရာတို့ဟိုဟာဆိုရင်လျှော့တယ်ဘူးတိုင်းလျှော့တယ်ဒါပေမဲ့ခဲစီတင်နဲ့ဝယ်ကစားအစ်စ်တွေလေအစ်စ်တွေဆိုရင်အစီများရင်ပိုလျှော့တယ်နောက်ပိုင်းဆိုရင်အစီတာမလျှော့တော့ဘူးခါလေးဆိုဒီတိုင်းတော့တင်တယ်ဒီခဲစီကိုဒါကြီးဖုံးဖွင့်ရင်ကြာမထားသင့်ဘူးလေးတလိုက်ရင်ကြာလိုက်ရင်ပါပြတော့ခဲသွားအေးအောင်ဆောင်တော့သူ့လဲတကယ်လုံးစရာတော့မလိုကဲကလိုက်ကြစို့ကြီးပြားတစ်ပတ်တင်လိုက်တာဟုတ်လားအဲ့လိုတင်ကြလဲအဲ့ကြီးပြားမရှိလဲဘာမှမဖြစ်ငါတို့အိမ်တွေမှာမက်ဆီတွေရှိရလေကျွန်တော်တို့ငယ်ငယ်တော့သုံးခဲ့တဲ့ချွေပြားစီးတွေလေအဲ့ဒါတွေသုံးလိုက်ရတယ်ဘာမှမသုံးမနဲ့တိုင်းဆွဲလိုက်ရတယ်လက်တွေမှာခဲစီတွေမပေးစေနဲ့လက်တွေမှာခဲစီတွေပေးရင်အဲ့ကင်လိုက်တဲ့အဲ့ခဲစီရဲ့လက်တွေကနေတဆင်းပါလာတယ်ခုနကရန်ခဲတွေမပေးနေရင်ဟုတ်ပါငယ်မှာတန်ရှင်းနေနေလို့နော်ရအောင်ပုံမှန်တော့ဘယ်မှာကတ်တင်တော့အပြင်မှာဒီနေစကန်မှတ်ထားနော်3 4 5 6 9 10 对了，别要播的了，对了，听见19 20 19 20那20我3 4 4လောက်ကိုထပ်ပေးတယ်ဘာလို့ဒီကောင်199နေရခဲစီကတော်နဲ့မပြောတော့ဒီထင်းကျူးစီလိုအပ်တယ်ဆိုတော့ထင်းကျူးစီတွေနေရာတိုင်းပြန့်ပြီးတော့မှထင်းကျူးစီတွေနဲ့ရောပြီးခဲလေးရကြီးပြီးတော့လက်သွားပြီးတော့ဆွဲသွားတာပြောချင်တာဒီလှုပ်ယုံနဲ့ခဲမိနေလို့ပြောလို့မရအောင်အဲ့နဲ့2 30 လောက်ဆက်သွားဖို့လိုတယ်ဖန်ကိုတန်းပြီးတော့မဝင်နဲ့ဒီအဖန်ကိုလေဒီဖြင်းနေနေလေးဖန်သွားပြီဆိုမှဖန်ကိုနောက်ဆွဲတဲ့ဖြည်းဖြည်းဝင်လာခဲ့တာဒီက run ကိုတန်းမကတ်ဘူးrun ကိုဘာမကတ်ဘူးလဲနံပါတ်1 MBR ဆက်မှာပြီးတော့ဘုတ်အေးပြီဆိုမှ run ထည့်လိုက်မှာပြောချင်တာတပြိုင်နဲ့အတူတူမလို့တစ်ခင်းချင်းမဲ့သွားတာနော်အဲ့ theory ကိုမှတ်ထားပါ Okay CPU RAM မကတ်ရသေးဘူး CPU တီးတန့်ပဲကတ်ထားတာဖြစ်တယ်အဲ့တီးတန့်ကိုကျွန်တော်တို့ဟိုကနိုးကြည့်မယ်နော်ဒီမှာဆိုရင် ground ချနိုးမယ်တွေ့လား150လောက်ရောက်တယ်ပြီးရင်ဘာကြလောလဲပြန်ကြတယ်နော်အဲ့ဒါဆိုရင်ဒါ CPU ကတ်တာအောင်တယ်လို့အချမ်းမြင်ပြောလို့ရတယ်နော်အဲ့ဆိုကျွန်တော်ဘာကတ်တော့မလဲမာကင်တိုင်းလည်းကတ်ရမယ်မာကက်လို့မရဘူးသူ့မာကင်တိုင်းလေးသူrun ကရင်ဒီအပေါ်အောက်က CPU နဲ့ run နဲ့ဒီမှာတပြေးလေးဖြစ်ရမှာနော်ဟိုဘက်ပုံနေတာဒီဘက်ပုံနေတာမရဘူးတေချာလေးညီအောင်ချနော်ပြီးပြီဆိုမှကျွန်တော်တို့ကဒီလက်မှာခဲကန်းကင်လိုက်တာနဲ့ခဲကန်းအပူလက်ထဲကိုရောက်ဖို့9 စက္ကန့်ဝန်းကျင်လောက်စောင့်ပေးပြီးပြီဆိုမှဒီဝင်မယ်ပေါ့လေအဲ့တော့လွင့်မှာဆိုရင်အပူဘာလုပ်လဲအပူရှော့လိုက်လေးရှော့ခိုင်းတယ်
2 3တော့ဘေးကိုပဲပေးရမှာနော်အဝိုင်းကိုပဲ4 5 6 9 10 13ထင်းစီလေးတွေဝတ်တက်လာတွေ့လား14နည်းနည်းလေးပဲတသားလေးပဲတွန်းတော့15 16 19 18 3စက္ကန့်လောက်နည်းနည်းပို့ထိုးလိုက်တယ်နော်ပြီးပြီဆိုမှဖန်လေးဝင်မယ်ဖန်ကိုချက်ချင်းမပေးဘူးနည်းနည်းလေးခဲဖန်ကိုခဏလေးစောင့်ပေးဦးပြီးပြီဆိုမှဖန်ဝင်မယ်ဖန်မာဒီဘက်ထရီနဲ့လည်းပါတယ်ကျွန်တော်တို့ကဒါလက်စားနဲ့ဖိုးလုံးနဲ့ဝယ်ထားရတဲ့ကျိုးနဲ့ဟာလည်းမလို့3နာရီကြာပြီလေတကယ်တော့ဟိုခုနကဘက်ထရီလေးနဲ့အားပြင်းတာလေးနေလာတယ်ဒါဆိုတော့လွတ်လွတ်လပ်လပ်ဖြစ်တာပေါ့ကျွန်တော်ကကျိုးနေတယ်ဆိုတော့ရှုပ်တယ်โอเคအဲ့ဒါစလိုင်းနဲ့ချက်လုံးကြည့်မနော်အဆင်ပြေလာနော်အဲကျွန်တော် charging amp တစ်ချက်စီကြည့်မယ်နော် charging amp ပါဝါနိုးပြန်စစ်တာမဟုတ်ဘဲနဲ့ no power ပါဝါပိတ်ထားတဲ့အနေထားနဲ့တစ်ချက်ထိုးဆန်းကြည့်မယ်နော်ဒါဆိုအော်ဒီမှာပွင့်လဲပွင့်လာပြီနော်ဒါပိုကိုလိုကိုပွင့်လာပြီ amp ကလည်းတစ်ကြော်ကြော်ဆွဲတယ်တွေ့လားဆွဲတော့ 1.6 လောက်ဆွဲနေတွေ့လားဒါဆိုရင်အချမ်းချင်း no power ဖြစ်သွားလို့ CPU error လားဘုံလဲတန့်လာပေါ့ဘုံလဲတန့်လာဆိုရင်မင်းတို့ amp စစ်တင်တယ် supply မှာပြောနေ supply မှာ amp စစ်တင်တယ်ပြီးတော့ charging amp လည်းဘာလို့တင်လဲစစ်ကြည့်တင်တယ်ဒါဆိုရင်ပိုကိုနဲ့ logo ပေါ်လာပြီတက်လာပြီနော်တက်လာပြီနော်ကဲအပူကန်တက်တောင်လို့ဒါမျိုးပြထည့်မယ်ဘာခံနိုင်အောင်လို့လဲအပူခံဒီ CPU ကအပူကပြောမှဆိုရင် CPU နဲ့ဒီပေါ်မှာလာကက်မဲ့မာသားဘုတ်နဲ့ဝေးနေလို့ရှိရင် CPU ရဲ့အပူကဒီခဲတွေကိုဖြတ်ပြီးဒီဘုတ်ပဲပူလာတော့မှာအဲကြတော့ CPU ရဲ့အပူကိုတာမေပေးကနေတဆင်ဒီဟုလို့ကတ်ထားတဲ့ကြီးပြားကိုဖြတ်မှာပဲဖြတ်ပြီးမှဘယ်သူနဲ့လာထိမှာလဲ body နဲ့လာထိမှာပဲရလားနားလိုက်မယ်နော်အဲဆိုရင်အဲ့ဒီကနေအဲ့ဆိုရင်ဒီပေါ်မှာလည်းတာမေပေးနည်းနည်းပြန်ထည့်ရမှာနော်ဘာနဲ့ပြန်နှီးအောင်လို့လဲbody နဲ့ထပ်နေတော့အောင်လို့ဒါဆိုရင် original တိုင်းလေးဟုတ်နော်ပြီးပြီဆိုမှအဲ့ပုံမှာတာမေပေးထပ်တယ်မယ်ဟောဒီမှာ socket တွေချက်စစ်လိုက်ဒီမှာ socket တွေမြင်ရလားမြင်ပါတယ်မြင်ရပါဘူးဒီမှာတွေ့လား socket တွေပါတွေ့လားအဲဆိုရင်ကင်မရာတွေရင်မလောက်ထားမှညုံတက်ထားမှညောင်းလုံးတဲ့ခါကျရင်တစ်ခေါက်ပြန်ခွာနေရမှာဆိုလို့ကင်မရာတွေတက်ဒီမှာတာမေပေးအဟောင်းနေရှိတယ်တွေ့လားဒီမှာတာမေပေးအဟောင်းနေဒီမှာပြီးပြီဆိုမှဒီမှာကြီးပြားလေးတွေပါတွေ့လားအဲ့ကြီးပြားနဲ့ခုန CPU မှာရှိတဲ့ပစ္စည်းတွေနဲ့ဒီမှာလာပြီးတော့ထိနေမှာအပူတွေအကုန်လုံးဒီကြီးပြားဆုပ်တော့မှာဟုတ်ဟဲ့လားနားလဲမယ်နော်မို့လို့ရှိရင်တာမေပေးမထည့်ဘူးခုနလိုမကတ်ဘူးဆိုရင်ခဲစီမာလာတော့တုံးလိုက်တယ်ဒါပေမဲ့တာရှည်ခံမယ်မထင်ဘူးဒါကတော့နည်းနည်းကြက်ခံမှုပိုရှိမှာပေါ့ကွာနော်အေးဆေးပဲအဲ့ဆိုရင်နော်ဟုတ်တယ်ငါတို့ဒီကောင်လေးကိုရှင်းလိုက်တော့မယ်ကွာအဟောင်းနေဆိုတော့နော်ရှင်းမယ်ဆိုတော့ဘာနဲ့ရှင်းရင်ကောင်းမလဲနံပါတ်4ထားနဲ့ဆွဲလိုက်
ဒါတိုင်းတော့ရမှာပါအေးပြင်နေဒါအများကြီးလည်းမကောင်းတော့လိုသလောက်ပဲထင်ဖိချလိုက်လို့ရှိရင်ခုနလိုသူ့အနေနဲ့သူပြန်ပြီးတော့မလုပ်တော့ကတ်တော့မှာနော် socket တွေကြောက်အောင်တက်နော် socket တွေမကြောက်ဘူးဆိုရင်နောက်တစ်ခေါက်ပြန်ဖွင့်နေရမယ်လုပ်ပို့တယ်ပြီးဆိုမှဒီမှာသူချိန်နဲ့သူရှိတယ်ပြီးဆိုမှခုနသူတို့ဖြုတ်ထားတဲ့ဒီမှာ line လေးတွေရှိတယ်ဒီမှာ line လေးတွေရှိတယ်